အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဇလန်လေးရဲ့အစမှာတော့အစောမရှိတဲ့တဲကန်နာရတဲ့ဘသူမှမဝင်သွားနိုင်တဲ့ရဲတိုက်တစ်ခုရှိပြီးအဲဒီရဲတိုက်မှာမကောင်းဆိုးဝါးမော်စီယာဂဇေဘရာနေထိုင်တာနဲ့အစာပြုထားပါတယ်။ဂဇေဘရာကကြောက်စရာကောင်းတဲ့ငကားကြီးကိုလွတ်ပြီးလက်မထက်ရသေးတဲ့မင်းသမီးလေးတွေကိုဖမ်းခေါ်လာခိုင်းပါတယ်။အဲဒီတို့သမီးလေးတွေကပြန်မလွတ်လာသလိုဘယ်စစ်တီရဲမက်ကမှလည်းရဲတိုက်ကိုရှာလို့မတွေ့ပါဘူး။ဒီလိုနဲ့ပုံမြင်လေးကပြီးသွားတယ်ဆိုပြီးဘရင်ကြီးကသူ့သမီးလေးမင်းသမီးမီနာကိုပြောပြနေရပါအဲဒီငကားကြီးသာသူ့ကိုဖမ်းသွားရင်နောက်တော့ရသွားစေမယ်လို့မီနာကပြောတော့ဘရင်ကြီးကရည်နေပါနှစ်တွေအများကြီးကြာပြီးနောက်မင်းသမီးမီနာကအရွယ်ရောက်လာခဲ့ပြီးမင်းသမီးတစ်ပါးဖြစ်ပေမဲ့လေအဆောင်တွေကိုတော့ရီရီမုံမုံဆက်ဆံလေးရှိပါမီနာရဲ့အရင်နှီးဆုံးတငယ်ချင်းကတော့ရိုနန်ဖြစ်ပြီးသူတို့နှစ်ယောက်ကငငယ်လေးကအတူတူကြီးပြင်းလာကြတာပါနှစ်ယောက်သားကတယောက်နဲ့တယောက်လည်းသဘောကျနေဟန်ရှိပါကဘာတဝမ်းကအမျိုးသားတော်တော်များများဟာမီနာနဲ့လက်ထပ်ချင်လို့ကန်လန့်ထားကြပြီးမိသူတို့ကမီနာအဖေအတွက်ဖြစ်နေရဲ့လို့မီနာကပြောပါဘရင်ကြီးကတိုင်းပြည်ကိုအမျိုးသမီးတယောက်တည်းမအုပ်ချုပ်နိုင်ဘူးလို့ထင်တာကြောင့်သူ့သမီးကိုရဲစွမ်းတတိအပြည့်ရှိသူနဲ့လက်ထပ်စေခြင်းနေရပါရိုနန်ကမီနာရဲ့သဘောကရောလို့မေးတော့တိုင်းပြည်ကိုသူမကိုယ်တိုင်အုပ်ချုပ်ပြီးချစ်ရတဲ့သူနဲ့ပဲလက်ထပ်ခြင်းတယ်လို့ပြန်ပြေပါအဲဒီချိန်မြစ်ထဲကဘဲမောင်နှံကိုကြည့်နေအောင်ရိုနန်ကဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းလိုက်တော့မီနာလည်းလန့်ပြီးရေထဲပြုတ်ကျသွားပါဒါပေမဲ့မီနာကရေထဲကနေပြုံးပြပြီးသဘောတူလိုက်ပါဘာမှတော့မီနာနဲ့လက်ဆက်ချင်တဲ့လူတချို့စုဝေးနေကြပါသူတို့တဲကရော်ဒိုင်းလို့ခေါ်တဲ့အမျိုးသားကတန်မာပြီးပစိန်ကိုသုံးတဲ့နေရာမှာလဲကျွမ်းကျင်ပါဒုတိယတစ်ယောက်ကတော့ချမ်းသာတဲ့အာရဗ်ဘီခါဘီယာလို့ခေါ်ပါတတိယတစ်ယောက်ကတရုတ်လူမျိုးမင်းသားဖာချမ်းဖြစ်ပြီးသူကတော့မမပွိုင်းနေပါသူတို့၃ယောက်ကမီနာကိုရိုနန်နဲ့အတူတွေ့လိုက်ရတော့ရော်ဒိုင်းကသူဟာမကြခင်မှာမင်းသမီးရဲ့အမျိုးသားဖြစ်တော်မဲ့သူဖြစ်တာကြောင့်အခုလိုရိုနန်နဲ့အတူရှိမနေသင့်ဘူးလို့ပြောပါမီနာကသူတို့၃ယောက်ထဲကဘသူနဲ့မှလက်မထက်ချင်ဘူးလို့ပြောသလိုရိုနန်ကလည်းမင်းသမီးကိုဘာလို့ရမယ်မလို့ရဘူးဆိုတာပြောပိုင်ခွင့်မရှိဘူးလို့ရော်ဒိုင်းကိုပြန်ချေပါရော်ဒိုင်းကဒေါသထွက်သွားကမင်းသမီးနဲ့လက်ထက်မဲ့သူကိုဘရင်ကြီးကိုယ်တိုင်ရွေးချယ်မှဖြစ်ပြီးဓာတ်တော်မကင်ဘူးတဲ့သူကဝင်ပြောစရာမလိုဘူးလို့ပြန်ပြောပါရိုနန်ကလည်းလူတစ်ယောက်မှာအကြီးဆုံးကြွက်သားကအုံနောက်ပဲလို့ပြန်တုတ်ပြန်ပါဒါနဲ့ရော်ဒိုင်းကအစိတ်တော်ပြီးပစိန်နဲ့ခုံမယ်လို့တော့မီနာကဝင်ပြောမှရောက်ပွဲကပြီးသွားပါမီနာလည်းချက်ချင်းနန်းတော်ထဲဝင်လာပြီးဘရင်ကြီးကိုသွားတွေ့ပါမီနာကလက်ထက်ရမယ့်ကိစ္စမှာသူမအမြင်ကလည်းအရေးကြီးကြောင်းနဲ့ရိုနန်နဲ့ပဲလက်ထက်ခြင်းကြောင်းပြောပါရိုနန်ကလူကောင်းတစ်ယောက်ဖြစ်ပေမဲ့စစ်တီတူမဟုတ်တာကြောင့်မီနာကိုကာကွယ်ပေးနိုင်မဲ့သူမျိုးမဟုတ်ဘူးလို့ဘရင်ကြီးကပြောပါမီနာကအားကောင်းတဲ့လူတစ်ယောက်အစားထက်မြက်တဲ့အုပ်ချုပ်သူတစ်ယောက်ကပုံမကောင်းဘူးလားလို့ပြန်ညင်းပါနောက်ဆုံးတော့ဘရင်ကြီးလည်းသူ့သမီးလေးကိုတအားချစ်တာကြောင့်လိုက်ရောပေးလိုက်ပါဒီလိုနဲ့တိုင်းပြည်တွေကလူတွေအားလုံးကိုပါစုဝေးစေပြီးဘရင်ကြီးကမင်းသမီးမီနာဘသူနဲ့လက်ထက်ရမလဲဆိုတာကိုကြည့်ညမှာဖြစ်ပါရုတ်တရက်နဂါးကြီးကရောက်လာပြီးမီနာကိုဖမ်းခေါ်သွားပါရိုနန်လည်းလိုက်ပြီးတားပေမဲ့မြေပြင်ပေါ်ကိုပြစ်ချခံလိုက်ရပါဒါနဲ့ဘရင်ကြီးလည်းမင်းသမီးမီနာကိုကယ်တင်ပေးနိုင်တဲ့ဘသူကိုမဆိုမင်းသမီးနဲ့လက်ဆက်ပေးမယ်လို့ပြောလိုက်ပါရိုနန်ကသူနဲ့လက်ထပ်ပေးဖို့ပြောထားတာကရောလို့မေးတော့ဘရင်ကြီးကသူ့သမီးတကယ်လိုအပ်တာကသူ့ရဲ့ကောင်းတစ်ယောက်ဖြစ်ပြီးအတွေးခေါ်သမားမဟုတ်ဘူးလို့ဆိုပါနောက်တော့ရိုနန်လည်းမီနာကိုကယ်ဖို့ချက်ဝိတ္တစားတွေဝေလေးနဲ့မြောင်ယူကမြေပုံကြည့်ပြီးအရှိဘက်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါဒီလိုနဲ့တောအုပ်တဲကိုစတင်ထွက်ခွာလာတော့ရော်ဒိုင်းကလည်းရိုနန်ကိုတပ်ဖြစ်ဖို့အနောက်ကနေလိုက်လာပါတစ်ဖက်မှာမီနာကတော့နိုးလာပြီးကြည့်လိုက်တော့ဂဇေဘရာရဲ့ရဲတိုက်မှာရောက်နေပါမီနာလည်းလှည့်ပတ်ကြည့်တော့လောက်ပါတဲ့မင်းသမီးလေးတွေရဲ့ရွှေရောင်ရုပ်ထုတွေကိုတွေ့သွားပါနဂါးကြီးကတော့အဖောင်းအုပ်ပုံစံကိုပြောင်းသွားပြီးဒီကိုရောက်လာတဲ့မင်းသမီးတွေကပြန်ထွက်သွားလို့မရတော့ကြောင်းနဲ့ဂဇေဘရာကတယောက်တည်းပြေးနေပြီးအဖော်တယောက်လိုနေရဖြစ်လို့မီနာသာသူနဲ့ဆိတ်ဆက်လိုက်မယ်ဆိုရင်ဒီမာနေရတာကနိဗ္ဗာန်ကိုရောက်တယ်လို့ခံစားရမှာလို့ပြောပါဒါပေမဲ့ဂဇေဘရာစိတ်ပြတ်အောင်လုပ်မိရင်တော့တခြားမင်းသမီးလေးတွေလိုမျိုးရွှေရောင်ရုပ်ထုဖြစ်သွားမယ်လို့ပြောပါအဲဒီချိန်ဂဇေဘရာရဲ့တပည့်တွေဖြစ်တဲ့မကောင်းဆိုးဝါးတွေကသူ့ရဲ့မုတ်စိတ်အရှိကြီးကိုဖိပြီးနေကြပြီးသူဝစ်ဖို့အင်ကြီးကိုလည်းယူလာပြီးတော့ဂဇေဘရာကဝစ်ပြီးသားကြီးဆိုပြီးလွတ်ပြလိုက်ပါနဂါးကြီးကဂဇေဘရာစီရောက်လာပြီးမင်းသမီးမီနာကိုခေါ်လာတဲ့အကြောင်းပြောတော့ဂဇေဘရာကမော်စီယာဖင်းရဲ့တီနီယာကိုပြောပြပြီးစုချလိုက်ပါရိုနန်ကတော့တောအုပ်ထဲမှာကြီးမားတဲ့မွေကြီးတစ်ကောင်ကဝက်ဝင်မိသားစုကိုရစ်ပတ်ထားတာတွေ့လိုက်ပြီးကူညီဖို့လုပ်ပေမဲ့သူကမြားဘလို့ပြေးရမလဲကိုတော့မသိဘူးဖြစ်နေပါဒါနဲ့မွေတွေကဘာကိုကြောက်တက်လဲဆိုတာအမြန်စဉ်းစားကြည့်ကဘေးမှာရှိနေတဲ့အပင်ကနေပလွေလုတ်ပြီးမွေကိုညစ်ရင်နဲ့မျောပါသွားအောင်ပလွေမှုတ်လိုက်ပါဝက်ဝေတကောင်ကတော့သူတို့ကိုကဲတင်လို့ရိုနန်ကိုကျေးဇူးတင်နေပါနောက်ပြီးကျေးဇူးကြွေးပြန်ဆက်ချင်တယ်လို့ပြောတော့
ရိုနန်ကကစဲပရာရဲ့ရဲတိုက်ကိုရှာနေကြောင်းပြောပါတယ်။ဒါနဲ့ဝက်ဝင်ကဝေကြီးဟာကစဲပရာစီမှာအလုံးလောက်တာဖြစ်ကြောင်းပြောပြပြီးတကယ်တော့ကစဲပရာကအင်ဂျီတွေလုပ်ဖို့တရိတ်ဆန်လေးတွေကိုဖမ်းခိုက်နေရဖြစ်ပါတယ်။ကစဲပရာကဘယ်မှာလဲဆိုတာမသိပေမဲ့ဖင်းလို့ခေါ်တဲ့သဘောကောင်းတဲ့မော်စရာစီကိုခေါ်သွားပြီးမယ်ဆိုပြီးရိုနန်ကိုကြောပေါ်တင်ကထွက်လာကြပါတယ်။သဘောကောင်းတဲ့မော်စရာဖင်းစီကိုရောက်တော့သူ့အပြစ်လည်းမကင်းတာကြောင့်ကူညီမယ်လို့ဆိုပါတယ်။တကယ်တော့နဂါးကြီးနာမည်ကနဟီနာဖြစ်ပြီးလွန်ခဲ့နှစ်ပေါင်းများစွာကဖေးဟာနဟီနာရဲ့အချစ်ကိုရဖို့မော်ပညာကိုသင်ယူခဲ့ပေမယ့်တကယ်ဖွင့်ပြောလိုက်ရင်တော့နဟီနာကညင်းမယ်လို့ထင်နေခဲ့ပါတယ်။ဒါနဲ့ပဲသူ့ကိုတွေ့ရင်ချစ်သွားအောင်ဂါရာရွတ်ထားလိုက်တော့မော်ဂါတာကတအားပြင်းသွားတဲ့အတွက်နဟီနာကသူ့ကိုယူသွတ်တဲ့အစ်စ်ဖြစ်သွားပါတယ်။ဖင်ကဂါရာကိုပြန်မပြောင်းလဲပစ်ခင်ကစဲပရာကဒီအကြောင်းကိုနဟီနာကိုပြောလိုက်တော့ဒေါသထွက်သွားပြီးဖင်ရဲ့မော်ဂါတာကအမောင်ဘက်ကျန်ကိုရှောက်သွားကနဟီနာလည်းလက်စားချေဖို့လုပ်ပါအောင်။နဟီနာကဖင်းကိုတင်မကပဲပျော်နေတဲ့သူအားလုံးကိုပါထိခိုက်စေခြင်းနေရဖြစ်ပါတယ်။အခုချိန်မီနာတယောက်ဘာတွေဖြစ်နေပြီလဲမသိဘူးလို့ရိုနန်ကပြောတော့ဖင်းကမော်ပညာနဲ့မြစ်ထဲမှာမီနာကိုမြင်ရအောင်လုပ်လိုက်ပါတယ်။ကစဲပရာကမီနာကိုရွှေအစားတောက်တွေနဲ့အိတ်ခံပြီးနမ်းမှုနဲ့လှုပ်ရောမီနာကခေါင်းကိုရိုက်ချလိုက်ပါတယ်။ရိုနန်ကရဲတိုက်တီနီယာကိုမေးတော့ဖင်ကဘယ်လူသားကားမှသွားဖို့မဖြစ်နိုင်ကြောင်းနဲ့သူ့အလုပ်တင်အဖြစ်နေဖို့အကြံပြုပါတယ်။သူ့ရဲ့မော်ပညာတွေအကုန်လုံးကိုသင်ပေးမှာဖြစ်ပြီးကစဲပရာကိုအနိုင်ယူနိုင်ဖို့အတွက်ဆိုရင်နှစ်ပေါင်း20လောက်ကြာမယ်လို့ပြောတော့ရိုနန်ကပုံမြန်တဲ့နီလန်မရှိဘူးလားလို့မေးပါတယ်။တခုတော့ရှိပေမဲ့အဲ့ဒီနီလန်ကကိုတက်တည်တယ်လို့ပဲလို့ပြောကရိုနန်ကသွားကျင်နေရောလမ်းညွှန်လိုက်ပါတယ်။အရှိဘက်ကိုတက်နိုင်သလောက်သွားရင်တောင်တွေကိုတွေးရမှာဖြစ်ပါတယ်။အဲ့ဒီဝင်ပေါက်မှာတော့အေယာမလူကောင်းတီကစောင့်ကြက်နေပြီးသူ့ကိုကြော်သွားနိုင်တော့ကစဲပရာရဲ့ရဲတိုက်ကိုရောက်ပြီလို့ဆိုပါတယ်။ဒါနဲ့ရိုနန်လည်းချက်ချင်းပဲခီးစထွက်လာခဲ့ပါတယ်။တိတ်မကြပါဘူး။နဟီနာကဖင်းကိုလာရှာပြီးဖမ်းခေါ်သွားပါအောင်။ရိုနန်ကဖင်းကိုကယ်ဖို့လုပ်ပေမဲ့ရော့တိုင်းနဲ့တွေ့ပြီးတိုက်ခိုက်ခံရပါတယ်။ရိုနန်ကိုဝဝင်ကကာကွယ်ပေးပေမဲ့ရော့တိုင်းကအေးအေးဆေးဆေးအနိုင်ယူလိုက်နိုင်ကရိုနန်နဲ့အပြန်အလှန်ထိုးကျိတ်ကြပါတယ်။နှစ်ယောက်သားလုံးထွေးတပ်ပုတ်တိုင်းနဲ့ရော့တိုင်းကကြောက်ကဘာကနေပြုတ်ကြမလို့ဖြစ်သွားတော့ရိုနန်ကလက်ကိုဖမ်းဆွဲပြီးကယ်လိုက်ပါတယ်။ဒါပေမဲ့ရော့တိုင်းကဒီအခွင့်အရေးကိုသုံးပြီးရိုနန်ကိုတပ်ဖို့လုပ်ပေမဲ့နောက်ဆုံးမှာတော့ကြောက်ကဘာကနေပြုတ်ကျသွားပါတယ်။တစ်ဖက်မှာတော့နဟီနာကဖင်းကိုရဲတိုက်စီခေါ်လာခဲ့ပြီးအချုပ်ထဲထည့်ထားပေးဖို့ပြောပေမဲ့ကစဲပရာကတော့ဘာလို့နဟီနာခေါ်လာတဲ့မင်းသမီးကလူရိုင်းတွေလိုပြုတ်မှုနေရလဲလို့မေးပါတယ်။မီနာကတော့ရဲတိုက်ထဲကနေလွတ်မြောက်ဖို့ကျိုးတစ်ချောင်းလိုဖြစ်သွားအောင်အဝိစာတွေချီကပရင်းပေါက်ကနေဆင်ဖို့လုပ်ပါတယ်။အဲဒီချိန်ကျမ်းပေါ်မှာကစဲပရာရဲ့အုတ်ထုပ်ကိုတွေ့သွားတော့စောင်းကြည့်လိုက်တဲ့အခါကိုပြောက်သွားစီနိုင်တာကိုသိလိုက်ရပါတယ်။ဒါနဲ့ကစဲပရာရဲ့အဆောင်တွေဝင်လာတဲ့အချိန်အုတ်ထုပ်ကိုစောင်းလိုက်ပြီးကိုဖြောင်းလိုက်ပါတယ်။အဆောင်တွေကိုလှည့်စားပြီးနှောင်ရည်နဲ့ထည့်ကတော့ပြန်ပိတ်ထားလိုက်ပါတယ်။ကစဲပရာကတော့မီနာကိုရအောင်ဖမ်းခေါ်လာဖို့ပြောနေအောင်မီနာကကစဲပရာရဲ့မုတ်စိတ်ကိုရုပ်တုတစ်ခုမှရှိထားလိုက်ကသူမနဲ့တခြားမင်းသမီးတွေကိုပါလွှတ်ပေးဖို့ချိန်ချောက်ပါတယ်။ကစဲပရာကမီနာကိုဖမ်းခိုင်းဖို့လုပ်တော့မီနာကအုတ်ထုတ်ပြန်ဆောင်လိုက်ပြီးကိုဖြောက်လိုက်ပါတယ်။ဒါနဲ့ပဲကစဲပရာရဲ့တပည့်တွေကမီနာကိုဖမ်းလိုက်တဲ့အချိန်မီနာကကိုဖြောက်သွားတာကြောင့်ကစဲပရာရဲ့မုတ်စိတ်နဲ့ချီထားတဲ့ရုပ်တုကိုဝင်တိုင်းမိပြီးရုပ်ထုနဲ့အတူကစဲပရာပါအောက်ကိုပြုတ်ကျသွားပါတယ်။မီနာကကိုဖြောက်ထားတဲ့အချိန်နဟီနာရဲ့လက်ကအစိမ်းရောင်လက်စွပ်ကိုပါဖြုတ်လိုက်ပြီးအဲဒီလက်စွပ်နဲ့မင်းသမီးတွေရဲ့ရုပ်ထုကိုထိလိုက်တဲ့အခါရုပ်ထုတွေကအသက်ပြန်ဝင်လာပါတယ်။မင်းသမီးလေးတွေကအသက်ပြန်ရှင်လာပြီးအတူတကွထွက်ပြေးကြဖို့လုပ်တဲ့အချိန်နဟီနာကနဂါးကြီးအသွင်နဲ့ရောက်လာကမီနာကိုတာပါတယ်။ရိုနန်ကတော့ခီးဆက်လာရင်မင်းသားဖာချန်းနဲ့တွေ့ပြီးဖာချန်းနောက်ကိုအကောင်တကောင်လိုက်နေရကြောင်းကဲလိုက်ပါတယ်။ရိုနန်ကဖာချန်းတအားကြောက်နေရကြောင်းအိမ်ပြန်ဖို့ပြောပေမယ့်ဖာချန်းကသူ့အမေစီကိုလက်ပလာနဲ့မပြန်ချင်ဘူးလို့ပြောပါတယ်။တပြေးပြေးခီးဆက်လာရင်နဲ့ဖင်ပြောတဲ့အေယာမလူကောင်းကြီးစောင့်ကြတဲ့ဂိတ်ကိုရောက်လာကြပါတယ်။အေယာမလူကောင်းကြီးကအိမ်နေရာကနေနိုးလာပြီးတအားဒေါသထွက်နေပါတယ်။ရိုနန်ကပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တည်ဆုံးပြီးသားလူတွေရဲ့အယိုးစုတွေကိုတွေ့လိုက်ပါတယ်။ရိုနန်တို့လည်းဘာလို့ရမှန်းမသိဖြစ်နေချိန်မှာမြေကြီးပေါ်ကခီယူခွန်လေးတွေကိုတွေ့တော့ဒါဟာရိုးရိုးသေးကန်နာရမဟုတ်ပဲတနေရာမှာမြင့်ရှိနေရဲဆိုတာကိုသိလိုက်ရပါတယ်။ရေထွက်လာအောင်သာလုပ်နိုင်ရင်အေယာမလူကောင်းကြီးကိုဖယ်ရှားနိုင်မှာဆိုပြီးရိုနန်ကပြောပါတယ်။ဒီလိုနဲ့လိုက်ရှာကြရင်မြစ်ကိုပိတ်ပြီးစောက်ထားတဲ့အစဲတစ်ခုကိုသွားတွေ့ပါတယ်။ဒါနဲ့ပဲရိုနန်ဖာချန်နဲ့ဝုံဝင်တို့ကဆဲကိုဖျက်ဆီးနိုင်ဖို့လုပ်ကြပါတယ်။နောက်တော့ဆဲကြိုးသွားပြီးရေတွေဝင်လာတော့အေယာမလူကောင်းကြီးကထလာတဲ့အချိန်ဦးကောင်းကလွယ်ရင်သူ့ရဲ့ခန္ဓာကိုယ်ကရေတွေနဲ့ဖြစ်နေပါတယ်။တကယ်တော့သူ့ရဲ့စွမ်းအားကရေကနေရတာဖြစ်လို့ကစဲပရာကဆဲကိုစောက်ပြီးတမင်ပိတ်ထားတာပါ။
အခုတော့လွတ်မြောက်သွားပြီဆိုပြီးအေယာမလူကောင်းကြီးကရိုနန်ကိုကျေးဇူးတင်နေပါတယ်ဒီလိုနဲ့ကစဲဘရာကိုအနိုင်ယူနိုင်မဲ့သူ့ရဲ့စွမ်းအားတွေထည့်ထားတဲ့တရွှေတလက်ကိုပေးလိုက်ပါတယ်အဲ့ဒီဒါနဲ့ကစဲဘရာရဲ့မုတ်စိတ်ကိုဖျက်လိုက်နိုင်ရင်သူ့ကိုအနိုင်ယူနိုင်ပြီးမီနာကိုပါကယ်တင်နိုင်မယ်လို့ပြောပါတယ်ဒီလိုနဲ့အေယာမလူကောင်းကြီးကမော်ပညာနဲ့ရိုနန်တို့ကိုရဲတိုက်စီပို့ပေးလိုက်ပါတယ်တစ်ဖက်မှာတော့မီနာကထွက်ပြေးဖို့လုပ်နေချိန်အဖမ်းခံရရဲ့ဖင်းနဲ့တွေ့ပြီးဖင်းကရေစာလို့အကူကြီးလမ်းတောင်းပါတယ်မီနာကရေသွားတိုက်တော့ရိုနန်ကသူ့မောက်ကိုကဲဖို့လာနေပြီဖြစ်ကြောင်းပြောပြပါတယ်ရိုနန်ကတခါမှဓာမကင်ပူတာကြောင့်မီနာကပိုစိတ်ပူသွားပြီးအဲ့ဒီချိန်မှာရိုနန်ကိုတွေ့လိုက်ရတော့ဖင်းကတားလိုက်ပေမဲ့သူ့မောက်ကပြေးဖက်လိုက်ပါတယ်တကယ်တော့ရိုနန်မဟုတ်ပဲဂဇေဘရာဖြစ်နေပြီးမီနာကိုဖမ်းလိုက်ပါတယ်မီနာကိုလောင်အိမ်ထဲထည့်ဖို့လုပ်နေချိန်မှာရိုနန်တို့ရောက်လာပြီးအဆောင်တွေနဲ့တိုက်ခိုက်ကြပါတယ်ရိုနန်ကိုတော့ဂဇေဘရာကမိုးကောက်ကင်ပေါ်ထိခေါ်သွားပြီးမိရိုနန်ကသူ့ရဲ့မုတ်စိတ်ကိုဖျက်ပစ်မယ်ဆိုပြီးသူနဲ့မီနာကိုလွှတ်ပေးဖို့ချိန်ချောက်ပါတယ်ဒါနဲ့ကစဲဘရာလည်းရိုနန်ကိုအောက်ကိုပြန်ချပေးလိုက်ပေမဲ့သူကဂတိမတီးခဲ့ပါဘူးနဟီနာကလည်းလက်စွပ်အစိမ့်နဲ့မီနာနှစ်ဖူးကိုတိုးလိုက်တော့မီနာကအိပ်ပျော်သွားခဲ့ပါတယ်ကစဲဘရာကရိုနန်ကိုဓာတ်နဲ့ထိုးဖို့လုပ်တဲ့အချိန်ရိုနန်ကရှောင်တိန်နိုင်ခဲ့ပြီးမုတ်စိတ်ကိုဖျက်လိုက်နိုင်ကစဲဘရာလည်းရုတ်ထုဖြစ်သွားပါတော့တယ်ဒါပေမဲ့မီနာကတော့အိပ်ပျော်နေစေဖြစ်ပြီးရိုနန်ကဖင်းကိုကျိန်စာဖြည့်ပေးဖို့ပြောတော့နဟီနာလှုပ်ထားတဲ့အရာဖြစ်လို့သူလို့ပေးလို့မရကြောင်းပြန်ပြောပါတယ်။အဲ့ချိန်ဖင်းကကိုပြောက်စီတဲ့အုတ်ထုပ်ကိုတွေးလိုက်ပြီးမျောလင်းချက်ရှိသေးရဲ့လို့ဆိုကမီနာကိုပြန်ခေါ်သွားဖို့ပြောပါတယ်။ညရောက်တော့နဟီနာကရောက်လာပြီးအကောင်လုံးကိုအိမ်မွေချလိုက်ကဖာချန်းကိုစိတ်ညှို့လိုက်ပါတယ်။ရိုနန်ကိုဓာတ်နဲ့ထိုးဖို့ပြောတော့ဖာချန်းကစိတ်ကိုပြန်ဆူစည်းလိုက်နိုင်ပေမဲ့ရော်တိုင်းကရောက်လာပြီးအိပ်ပျော်နေတဲ့ရိုနန်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။နောက်တော့မီနာကိုခေါ်ကာပြန်သွားပြီးဘရင်ကြီးကိုမင်းသမီးကကျိန်စာမိနေတဲ့အကြောင်းနဲ့မင်္ဂလာပွဲသာလုံးလိုက်ရင်ကျိန်စာပြေးသွားမှာဆိုပြီးလိန်ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဓာတ်နဲ့ထိုးခံလိုက်ရတာကရိုနန်မဟုတ်ပဲဖင်းဖြစ်နေပြီးဖင်းကရိုနန်ကိုအုတ်ထုတ်ဆောင်ပေးထားပြီးကိုပြောက်ပေးထားတာပါ။ဖင်းကသူတည်သွားတဲ့အချိန်နဟီနာအပေါ်ပြုတ်လောက်ထားတဲ့ဂါထာနဲ့ပြေသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ပင်လေသိဆုံးသွားတော့နဟီနာရဲ့အမုန်းတရားလည်းပျောက်သွားကမီနာကိုကဲဖို့လက်စွပ်ကိုပေးလိုက်ပါတယ်။အဲ့ချိန်ဘရင်ကြီးကရော်တိုင်းနဲ့မီနာကိုလက်ဆက်ပေးဖို့လုပ်နေအောင်ဖာချန်းကရောက်လာပြီးအဖြစ်မှန်ကိုရှင်းပြပါတယ်။နောက်တော့ရိုနန်မာရောက်လာပြီးလက်စွပ်ကိုဖနှက်နဲ့နင်းကဖျက်ဆီးလိုက်တော့မီနာပြန်လို့လာပြီးရော်တိုင်းကောင်းကိုရိုက်ချလိုက်ပါတယ်။ဒီလိုနဲ့ရော်တိုင်းကိုအချုပ်ထဲပို့လိုက်ကြပြီးမီနာကဲခဲ့တဲ့မိသမီးလေးတွေကလည်းရောက်လာကြပါတယ်။နောက်ဆုံးတော့ဘရင်ကြီးကရိုနန်နဲ့မီနာတို့ရဲ့လက်ထပ်ပွဲကိုခွင့်ပြုပေးလိုက်ပြီးဇလန်လေးကလည်းပြီးဆုံးသွားပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။